ဒီငှက်ကလေးဟာသူ့ရဲ့တောင်ပံရည်ဆိုနေရကြောင်းကိုစိုးကြီးရဲ့ကားပေါ်ကိုရောက်လာခဲ့ပါတယ်။ဒါကိုကိုစိုးကြီးကခွင့်ကောင်းယူကငှက်ကလေးကိုမွေးစားလိုက်ပါတော့တယ်။ကိုစိုးကြီးရဲ့လက်ထဲရောက်သွားတဲ့ငှက်ကလေးကတော့တခြားအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့လည်းခင်မင်လာခဲ့ပါတော့တယ်။ချစ်စရာလဲအလွန်ကောင်းလာတဲ့ငှက်ကလေးဟာရင်ကျေးလိမ်မာတက်ကလူတွေနဲ့လည်းခင်ခင်မင်မင်နေထိုင်တတ်ပါသေးတယ်။ဒီငှက်ကလေးဟာကိုစိုးကြီးရဲ့အိမ်မှာသူ့ရဲ့အမျိုးတူတွေမရှိကြပေမဲ့တခြားတိရစ္ဆာန်လေးတွေနဲ့ခင်မင်ရင်းနှီးနေတာကြောင့်ဆက်နောက်ပျော်ရွှင်ရင်းနဲ့ပဲနေထိုင်ကြတာကိုတွေ့မြင်နိုင်ပါတယ်။နေ့တိုင်းလိုပျော်ရွှင်စိတ်ချမ်းသာစွာနေထိုင်ခွင့်ရခဲ့တဲ့ငှက်ကလေးစားပျော်ရွှင်မိပါတယ်ခင်ဗျာ။ကိုစိုးကြီးရဲ့အိမ်မှာရှိနေကြတဲ့တိရစ္ဆာန်ပေါင်းများစွာဟာလည်းအရင်ကဆိုဒုက္ခတွေပြီးနဲ့လမ်းဘေးတိရစ္ဆာန်လေးတွေသာဖြစ်ကြပါတယ်။ကိုစိုးကြီးရဲ့ကျင်နာမှုနဲ့ကိုချင်းစာနာတတ်မှုကြောင့်သူတို့လေးတွေဟာပျော်ရွှင်ချမ်းမြေ့လုံးတဲ့ဘဝကိုပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပါတယ်။ကိုချင်းစာတယ်ဆိုတာစကားအရပြောတာလွယ်ပေမဲ့တကယ်လက်တွေ့မှာတော့အဲ့လိုလူတွေဟာအလွန်နဲ့လွန်းလာပါတယ်။